ဒီ beauty complete 2025ရဲ့ပွဲလေးကိုရောက်ခဲ့ပါတယ်ပေါ့နော်ဒီပဲလူချင်တာကိုလာဝဲတာပေါ့နော်အဓိကဒီဆက်ရအောင်ပါတယ်အခန်းကြီးတို့လာဝဲတာပါဒီပဲကျွန်တော်ပါဝလာလဲဆိုတော့ဒီပဲတဲ့တူအဆောင်လေးကြည့်လို့နော်complete မြန်မာနေဒီပဲဒီနေ့ promotion မှာဗာလေးဝယ်လာခဲ့လဲဆိုတာပြပြပါတော့နော်နားပိုင်မီရဲ့ဒီမှာ hair tone နဲ့ပေါ့နော် hair tone နဲ့လေးကဒီကတော့ကြည့်နေတဲ့လူတွေနဲ့သုံးပြတိုင်းကြာပြီဖြစ်တဲ့အတွက်ပစ္စည်းလက်ရှာလို့မရဘူးเนาะဒီနေ့ promotion လေးမှာဒါလေးရခဲ့တယ်ဒါလေးဝင်လာဒီတော့ skin ဘောက်ကိုရဲ့ပန်းအောင်လေးပေါ့နော်သူကချွေးပေါက်ကျဲတာအတွက်ကောင်းနေဆိုတော့ဒီမှာဒါလေးစီဗန်လေးဝင်ခဲ့တယ်ပေါ့နော်နောက်ထပ်ဝင်လာတော့လုံးဝကိုမပေါ့နော်ဒီနေ့ကျ edition ပေါ့နော်တန်းဒီမှာပါဝယ်လာရပေါ့နော်ဒါလေးဝယ်လာရဒီအိုင်ရဲ့ lipstick ပေါ့နော်ဆယ်ချောင်းပါရဲ့ပါကင်ဝယ်လာခဲ့ရပေါ့နော်ဒါလေးကိုလူချင်းလို့ဆိုပြီးတော့မနက်စောကြီးထားပြီးတော့သွားပြီးတော့ဝယ်လာပေါ့နော်သူကဒီနေ့ကအပေတို့သွားတဲ့အချိန်50ပဲရောင်းပေးမယ်လို့ပြောတော့ဒီပဲထိတ်ဆုံးကနေရလာခဲ့ပေါ့နော်ဒါလေးပေါ့နော်ဒါပေမဲ့အပေသွားတဲ့အချိန်ကအပေစောတယ်ဆိုပေမဲ့လည်းအချိန်မှာဝယ်လို့ရှိရတဲ့အပေတို့လက်ဆောင်အိတ်ပြီးတော့မရလာဘူးပေါ့နော်သူတို့ကုန်သွားပြီလို့ပြောတယ်ပေါ့နော်ဒါအပေထိုင်လို့ရဖြစ်ပါတယ်ဒါလေးအပေနဲ့ဒီကူကာလေးလိုက်ပြီးတော့ဆိုင်ကြည့်ပေါ့နော်ဒါတော့ဒီဘက်ကလာလေးစမ်းတာပေါ့နော်ဒီဘက်ကမတ်တိုက်ပလင်းလေးစမ်းတာပေါ့နော်သူမတ်တိုက်ပေါ့ပလင်းပါဒီထိတ်ဆုံးအရောင်အပေါ်ဆုံးอ่ะပေါ့နော်ဒီအောင်လေးပါဒါလေးကတော့ဒီဘက်က gloss တိုက်လေးစမ်းတာပေါ့နော်အရောင်လေးရလှပါတယ်လေးတွေလည်းလှပါတယ်စောရထားပြီးတော့ဝယ်ရကြမပါဘူးနော်ဒီတော့အပေပေါ်လေးကိုစံဒီကြည့်ရအကောင်ကြီးတင်နေတတာပါရှင်ဘိုင်ဘိုင်